Happy first birthday ပါချင်းဆိုမမနှစ်ပြေပါနှစ်ပြေပါတနေ့ပြေပါ wish လေးပြောပြပါမနှစ်တုန်းကဒီလိုအချိန်မှာကိုကစေးရုံပေါ်မှာကလေးမွေးနေရဲ့အောက်ဖက်မှာရေတွေပတ်နေငါသူ April မှာမွေးရဲ့ပေါ့အခုယူချင်းလဲတစ်နှစ်ပြည့်သွားပြီမမလည်းအမေဖြစ်တာတစ်နှစ်ပြည့်ပြီပေါ့ပထမဆုံးကမမသားလေးကိုပြောချင်တာသားလေးကမမအတွက်မမဘဝမှာရခဲ့တဲ့လက်ဆောင်တွေအကုန်လုံးထဲမှာမမအကြိုက်ဆုံးလက်ဆောင်ပပပေးခဲ့တဲ့လက်ဆောင်တွေတည်းကလည်းသားလေးရောက်လာတာမမအတွက်အကြိုက်ဆုံးလက်ဆောင်တွေပေါ့နော်သားလေးကိုတစ်ချိန်မှာမမတို့ရဲ့ဦးစားမင်းစားဖြစ်ရမယ်ဆိုတဲ့ဟာမျိုးနဲ့မမကမတွေးထားဘူးသားလိုအပ်တဲ့ဟာတွေကိုပြီးနာနေပြီးတော့ဖြည့်ပေးမယ်ပေါ့နော်အဲ့လိုမျိုးဖြည့်ပေးနိုင်အောင်လဲစူးစမ်းမယ်နောက်တစ်ခုကကြတော့အတ္တကြီးတဲ့အမေတယောက်မဖြစ်ချင်ဘူးမိမှန်လမ်းမှန်နဲ့ချစ်ချင်တယ်ငါကတော့သားရှင်အမေပဲဆိုပြီးတော့ဘလို့တော့ဖြည့်ရမယ်ဆိုတဲ့ဟာတွေမရှိဘူးမမစီမှာတော့မရှိဘူးပပကတော့ဘလို့လဲမသိဘူးပေါ့နော်တားတော့ဘာဖြစ်ရမယ်ဆိုတဲ့ဟာမျိုးမမစီမှာမရှိဘူးသူကျန်းကျန်းမာမာနဲ့လူတော်လူကောင်းဖြစ်အောင်ပဲဒီကပြုရှယ်တဲ့လမ်းတော့မှန်သေးချင်တာပါပဲဒါရွရွပေါ့လေလူတော်လူကောင်းဖြစ်အောင်လို့အဲ့လိုမျိုးပြုစုပြောထောင်ခြင်းတယ်နောက်ပြီးတော့ပပစီကနေပြီးတော့ဘာကိုသင်စီခြင်းလဲဆိုတော့တစ္ဆာတရားအကြောင်းသင်စီခြင်းတယ်အဲ့တခုတော့ဟိုကမဖြစ်ဘူးကြီးစားအများကြီးပတ်ထားနေမှာတော့ဘာလို့အဲ့မျိုးရောဟိုကမဖြစ်ဘူးဘာလုံးနဲ့ပဲချိန်ကုန်တယ်အဲ့လိုမျိုးတကယ်ချစ်တဲ့လူအဲ့လိုမျိုးလေးတော့တွေ့စီခြင်းတယ်ပေါ့နော်ဒါမမရဲ့ဆန္ဒပါဒါပေမဲ့အတ္တကြီးတဲ့အမေတရားကိုမဖြစ်အောင်လို့ကိုယ့်ကိုယ်လည်းအတ္တကိုလျှော့ပြီးတော့နိမန်လက်မှန်နဲ့ချစ်နိုင်အောင်ကြိုးစားမယ်ပပကတော့ကျေးဇူးတော့ရိုင်းပြောစရာမရှိပါဘူးဒီကတော့ပပလည်းဘိုးကလည်းပပကိုဘိုးထက်မြင့်တဲ့ level တစ်ခုရအောင်သူပြုစုပြောထောင်ပေးခဲ့တယ်ကြိုးစားပေးခဲ့တယ်ဆိုတော့ပပလည်းမှလည်းပပကိုပပထက်မြင့်တဲ့နေရာတစ်ခုရောက်စေခြင်းနဲ့အဲ့အတွက်လည်းပပအစွမ်းကုန်ကြိုးစားမယ်ဆိုတော့ဒါတော့အဓိကပေါ့လေကျန်တာတော့တသားကြီးလိုက်ရင်ဘယ်လမ်းပဲရွေးချယ်ပေါ့လေကိုဝါသနာပါတဲ့ဒီလက်မိုးဝမ်းကြောင်းနဲ့ထပ်တူနေတဲ့ဟာကြီးရှာရင်းထဲမှာတဖြည်းဖြည်းနဲ့တွေ့လာမှာပေါ့နော်ဆိုတော့မှားရင်လည်းဒါအမှန်ပြင်ဆိုတော့ရှေ့ဆက်ပါဟာပါပဲမမတခုပြောချင်သေးတယ်ပါလေလူတယောက်ကိုအသက်ပေးပြီးတော့ချစ်နိုင်နေဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကိုသားနဲ့မှပထမဆုံးစသိခဲ့ရအသက်လောက်ချစ်တယ်အသက်ပေးနိုင်တယ်အဲ့လိုဟာမျိုးကတမိစားအချင်းချင်းကြမှာလည်းပြောကြတယ်လေသိရမလားဒါမဲ့ဒီလိုမျိုးပပနဲ့ချစ်တဲ့အချစ်မျိုးမဟုတ်ဘဲနဲ့ကိုသားသမီးကိုချစ်တဲ့နောက်အချစ်မျိုးတစ်ခုတွေ့လိုက်တာကွာသားမျက်နှာစမြင်တဲ့အချိန်ကနေစပြီးတော့အသက်ပေးနိုင်တယ်ဆိုတာလိုမျိုးပါလားပေါ့အသက်ပေးပြီးချစ်တယ်ဆိုတာလိုမျိုးပါလားပေါ့နော်အတူတော့တယ်ဒါဆိုအဲ့ဒါလေးတစ်ခုတော့သိလာတယ်ပေါ့နော်ပြောခုနကပြောတယ်လို့ပေါ့နော်မမတို့အတွက်ဝင်တော့ဝင်ဖို့တာအောင်မပေးဘူး။ဦးစားမင်းစားဖြစ်ရမယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူး။အဲ့လိုမျိုးလည်းဖြစ်အောင်လို့မမတို့ကစူးစမ်းပေးမယ်။တာသွားခြင်းနဲ့ရည်ရွယ်ချက်တစ်ခုကိုတာရအောင်သွားပါပေါ့။အဲ့ဒါလေးတော့ပြောချင်တယ်။ Fighting ဒါပါပဲဆိုတော့ bye bye ပါချော်ရီလဲကုန်ပဲအချက်ပဲဟာအချက်
ဒရိုသားနဲ့ဒရိုသမီးနဲ့ပေါ့နော် ညီလေးရဲ့တစ်နှစ်ပြည့်မှာဒါမြည်ဦးလေးလည်းဖြစ်တယ်မြည်ဦးယောက်ျားလေးဒါချစ်ညီအနှစ်ဆိုတဲ့အတိုင်းညီလေးကိုလည်းဒါချစ်နေပါတယ်ညီလေးရဲ့မွေးနေ့လည်းနှစ်ပေါင်းရာကျော်အမြဲတမ်းတုံးနိုင်ပါစေညီလေးရဲ့ဖိုးဖိုးကြီးလည်းအမြဲတမ်းသူနဲ့အတူရှိရပါစေလို့ပြောချင်ပါတယ် အပိုင်းရင်မြည်လေးဘဝမှာလိုချင်တာတွေဖြစ်ချင်တာတွေအကုန်လုံးလွယ်လွယ်ကူကူချောချောမောမောနဲ့ဖြစ်နိုင်ပါသည် အမကတော့ဒီသားလေးတစ်နှစ်ပြည့်မွေးနေ့မှာအခုမိသားစုတွေဆုံဆုံလင်းလင်းနဲ့ပျော်ရတယ်အဲ့ဒီအတွက်ကျေနပ်တယ်ယူချင်းလေးလည်းဘဝတသက်တာလုံးမှာသူတော်ကောင်းပညာတတ်တထေးဖြစ်ပါစေလို့လောဘကြီးကြီးနဲ့ပဲဆုတောင်းပေးလိုက်ပါတယ်မိဘပေါ်လဲတိတက်ပြီးတော့လေအမျိုးကောင်းသားလေးဖြစ်ပါစေနော် ယူချင်း Happy birthday ပါ Happy birthday ယူချင်း တသားအခုတသားရဲ့ဘဘကြီးဒါဘဘကြီးကြက်ဖပါဘဘကြီးဘဘကြက်ဖပါတသားနောက်တစ်နှစ်လောက်နေမှတိမှာဒီနေ့မွေးနေ့ဆူတောင်းလာတယ်လေအရင်ဆူတောင်းမယ် တသားလေးကိုယ်တိုင်ဖြစ်ချင်တဲ့ဟာတွေကိုကိုယ်တိုင်လုပ်ခွင့်ရပြီးတော့တသားလေးလုပ်ချင်တဲ့ဟာတွေအကုန်လုံးလုပ်ခွင့်ရပါစေဟော်ဘီတွေရောသိရမလားအဲ့လိုမျိုးဒါပေမဲ့လည်းတသားလေးအရန်ကိုလိမ်မာပြီးတော့မိဘကိုပြန်တီးတက်ပြီးတော့လိမ်မာရေးကြီးတဲ့သားလေးလည်းဖြစ်ပါစေ ဘဘကြီးကဘာပြောချင်လဲဆိုတော့သားတို့ကတော့သိရမှာခေတ်ကြီးပြတ်တော့မှသားတို့ကပေါ်လာတာသားတို့ရှေ့ရခေတ်တွေကိုသားတို့မမီတော့ဘူးဘဘကြီးနဲ့ကြုံရင်ပြောပြမယ်ဘဘကြီး ရရန်သားများတယ် ပြောစရာအများကြီးရှိတယ် ဘာရရန်ပြောတော့မှာ တကြီးလိုက်ရှေ့ပြောပြမယ်ပြီးတော့နောက်တစ်ခုကဖေဖေတို့မေမေတို့ကတသားရဲ့ဖေဖေတို့မေမေတို့ကစောစောပြောရတာပဲဘဘကြီးကြားလိုက်တယ်ဒါဖေဖေတို့မေမေတို့ဆန္ဒပေါ့ဘဘကြီးဆန္ဒကတော့တကြီးလိုက်ရင်နံပါတ်1ကဖေဖေနဲ့မေမေပဲဒါဘာလို့ဒါဘယ်ကပတ်စံရတသားဖေဖေနဲ့မေမေဖို့အရင်ကောင်းထဲမှာထည့်တာအဲ့ဒါတော့ဘဘကြီးပြောချင်တာအဲ့ဒါ ဘဘကြီး တို့လည်းအဲ့လိုပဲဒါလိမ့်ပါပါအဖေရောအမေရောအဖိုးတွေဖွားတွေရောနှစ်ဖက်လုံးကအကုန်လုံးကသူတော်ကောင်းတွေဆိုတော့တသားသူတော်ကောင်းဖြစ်မှကျင်းနေတယ်တသားသူတော်ကောင်းဖြစ်မှကျင်းနေတယ်တခုပဲစောစောဘဘကြီးပြောတာကိုမမေ့နဲ့ဘဘကြီးမရှိတော့ရင်လည်းမမေ့နဲ့တေးကြတာကတသားဘာအလုပ်ပဲလုပ်အရင်ဆုံးအဖေနဲ့အမေအတွက်အရင်ဆုံးတည်ရမှာအဲ့ဘယ်လိုပြောဦးစားပေးပြီးရင်ကိုရတဲ့အေးနော်မင်းအခုမှတစ်နှစ်ပဲရှိတယ်ငါပတ်စံနေပါပြောကိုရရဲ့ပတ်စံနေလေအဖေအမေကိုထိုင်ကြတော့အဲ့ဒါပဲဘဘကြီးပြောချင်တာအဲ့ဒါပဲလို့အဲ့ဒါတော့ဘဘကြီးတသားအောင်မှားတယ်ဒါပဲတို့တွေ့ကြအောင်မယ်နောက်နှစ် ဘယ်လိုလေးဖြစ် Happy birthday ပါ နောက်ဆယ်နေလား နောက်ဆယ်နေလား ပါရော ပါလာ လိုလေးဖြစ်နေမလဲဆိုတော့အရန်သိချင်တယ် Happy birthday Happy birthday ဒီနေ့က4လပိုင်း10ရက်ဒါဖြူချင်းလေးနော်ဘ
အကိုတို့ရဲ့မွေးစားသားလေး မိသားသားလေး တနေ့ပြည့်ရတာပေါ့နော်တနေ့ပြည့်ရဒီတစ်နှစ်အတွင်းထဲမှာရောနောက်နှစ်ပေါင်းများစွာအထိရောအာသားလေးနေကောင်းပါစေကျန်းမာပါစေစီးပွားရေးတွေအောင်မြင်ပါစေပညာရေးထူးချွန်ပါစေပေါ့နော်မမီရောပြောချင်သေးတယ် မမီကတော့ယူချင်းလေးကိုကျမ်းမာပျော်ရွှင်တဲ့ကလေးလေးတယောက်ဖြစ်စေခြင်းနဲ့ဒါပဲ နော်ကောင်းတယ် Happy birthday ယူချင်း Happy birthday ယူချင်းရေ Happy birthday ယူချင်းလေးမွေးနေ့ဘွားတစ်လျှောက်လုံးမှာပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်နဲ့ဘွားတစ်လျှောက်လုံးအောင်မြင်ပြည့်စုံချမ်းသာတဲ့ကလေးလေးဖြစ်ပါစေ။ဘွားဆန္ဒပြည့်ရဲ့ကလေးလေးဖြစ်ပါစေ။ ဒါကတော့ကျွန်တော်တို့ရဲ့မိသားစုတွေကမျိုးဆက်တစ်လေးပေါ့နော်တစ်နှစ်ပြည့် Happy birthday ပါနော်မိဘအားကိုးရတဲ့တားကောင်းရန်နာလေးဖြစ်ပါသေးလို့ဆုတောင်းပေးပါတယ် ဆန္ဒလည်းကုန်ပြပါစေ Love you ယူချင်း Happy birthday ပါယူချင်းဒီနေ့တစ်နှစ်ပြည့်ရမယ်စပြီးတော့နောက်ဘယ်လိုခေါ်လဲနှစ်100 200 300အထိသက်ဆက်ရှိပါစေပြီးတော့အသက်ရှည်ကျန်းမာနေတဲ့အချိန်တွင်းမှာလည်းမိဘကိုဘယ်လိုခေါ်လဲတည်တတ်ပြီးတော့ကိုလိုချင်တဲ့အရာကိုစူးစမ်းပြီးတိုက်ယူတတ်တဲ့သားကောင်းတစ်ယောက်ယောက်ျားလေးတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာအဲ့တော့ကျန်းမာပါစေချမ်းသာပါစေနောက်နှစ်ပေါင်းများစွာအထိဒီလိုပဲပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုနဲ့ဖြတ်သန်းရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ယူချင်းလေးဒီတစ်နှစ်ပြည့်မွေးနေ့မှာစပြီးတော့စိတ်ချမ်းသာကိုယ်ကျန်းမာပြီးတော့ဘယ်လိုပြောရမလဲဝါသနာပါတဲ့အလုပ်တွေလုပ်ပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနိုင်ပါစေလို့ Happy birthday ပါ Happy birthday ပါနော်ယူချင်းရဲ့ယူချင်းမွေးနေ့မှာတားကောင်းရတဲ့လေးဖြစ်ပြီးမိဘအားကိုးရတဲ့သားလေးဖြစ်ပါစေယူချင်းနဲ့လည်းမွေးကလေးတွေ့ပြီးဆိုတွေ့ခဲ့ရဆိုတော့လေနော်အရန်ချစ်ဖို့ကောင်းတဲ့သားလေးအရန်ချစ်ရပါရှင် ယူချင်းလေးကိုတွေ့တာအများတန်းအပြုံးနေနဲ့သူကအများတန်းကြီးပြီးတော့ကိုတွေကိုလက်မှတ်မိနေတာပေါ့နော်အတွက်လည်းဝမ်းသာပါတယ်လို့ပြီးတော့လည်း Happy birthday ပါအဖေနဲ့အမေကိုပို့ပြီးတော့တာထက်ပို့ပြီးတော့ချစ်နိုင်တဲ့တာကောင်းရနာလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် ဟုတ်ကဲ့ပါဟုတ် တာရေ Happy birthday ပါနော်ပြီးခဲ့တဲ့နှစ်တုန်းကလည်းတွေးတဲ့အတိုင်းလေးပဲပေါ့နော်အခုလည်းဒီနှစ်ပြန်တွေးတဲ့ချိန်မှာအရန်လဲတက်တယ်ပြီးရင်အရန်လဲချစ်ဖို့ကောင်းပြီးတော့လေတော်တော်လေးကိုထွားလာတယ်လို့မြင်တယ်ပေါ့နော်ပြီးတော့တာရဲ့ဒီနှစ်မွေးနေ့လေးမှစပေါ့နော်နောက်နှစ်ပေါင်းများစွာဒီအဖေဒီအမေနဲ့ကြက်ကြက်မမလေးနဲ့အများကြီးနေနိုင်ပါစေပြီးတော့တာကောင်းရန်တနာလေးလည်းဖြစ်ပါစေပညာတတ်ကြီးလည်းဖြစ်ပါစေလို့ဒီတရားဆုတောင်းပေးပါတယ် Happy birthday ယူချင်းပြီးတော့ကို love you တူတူကြပြကို love you တူတူကြပြခုမှတူတူမရင်မွေးခဲ့ပေမဲ့တစ်ခါမှစုလည်းမပေးခဲ့ဘူးဆိုတော့ခုမှပထမဆုံးပေးရပါတော့တာလီယူချင်းလေးမွေးနေ့ရစပြီးတော့နည်းနည်းကျမပျော်ရွှင်ပါစေအဓိကကျမကြီးပေါ့နော်ကျမပျော်ရွှင်ပါစေ အဲ့ဒါရမ်းမြတ်တယ်ဒီမှာနော်ဈေးပန်းကင်းတယ်နော် available ပါ အမလည်းမဆိုင် ငါတို့အရမ်းမြတ်တယ်မင်္ဂလာဆောင်တော့လည်းလက်ဖွဲ့ရတယ်ကွာငါတို့မွေးနေ့တိုင်းလည်းမွေးနေ့လက်ဆောင်ရတယ်ကလေးလေးကြောက်လည်းမွေးနေ့လက်ဆောင်ရပြန်ပြီရမ်းမြတ်နေပြီ အမရမ်းရှုံးနေပြီ ကျေးဇူးတင်ပါတယ် ရပါရှင် Happy birthday ပါယူချင်းလေးရေယူချင်းတစ်နေ့ပြည့်မှာတီတဲလာရယ်နော်တဟိုးအဝေးရနေလာတာယူချင်းလေးဒီအသက်ကြီးလာတဲ့တောင်လျှောက်မှာပပနဲ့မမပေါ်မှာအရန်တိတက်တဲ့သားလေးတယောက်ဖြစ်ပါစေပြီးတော့ပပဝါသနာပါတဲ့အလုပ်ကိုလည်းယူချင်းပို့ပြီးတော့ဝါသနာပါပါစေမမဝိုင်းဖြစ်ပါစေချစ်တယ်